တဲတန်လက်ရှာပြီးတော့โอเคအိမ်တော့တွေ့သွားပါတယ်အိမ်တွေ့သွားပြီးတော့မှကျွန်တော်လည်းအဲ့ဒီမျိုးလေး strong ပေါ့နော်အဲ့ဒီမျိုးမှာရောက်တော့ကျွန်တော်လည်းနည်းနည်းပါးအဲ့ဒီပဝန်းကျင်အခြေအနေလေးကိုသိအောင်လို့ဆိုပြီးတော့လမ်းလေးပါလေးရှောက်ပတ်ပြီးတော့ပြေးတယ်ပြီးကြလို့ရှိရင်ရဟပူရာရုံရဲ့အခြေအနေကိုတွားပြီးတော့လေ့လာတယ်ပေါ့နော်ပူရာရုံမှာလည်းဘယ်သူမှမရှိဘူးကျွန်တော်တယောက်တည်းပဲစလိုကိုတွားမယ်နမဘလောစေတော့ကျွန်တော်ပြေးနေတာမနမိုးလေးယထာထွက်မလားမသိဘူးကျွန်တော်ကြားထားတော့ယထာကလမ်းပြင်နေတယ်ဆိုပြီးတော့ကျွန်တော်ကြားလို့အဲ့ဒါကျွန်တော်လည်းနေပါချင်းနေတွားပြီးတော့တစ်ချက်ရှိုးရပေါ့နော်မန်ယူပွဲကြည့်မယ်9ရက်ပဲလို့တော့တယ်ဒီနေ့လည်းဆိုလို့ရှိရင်9ရက်အားပေါင်း10နာရီလောက်ကျွန်တော်ကောင်းပေါင်းလိုက်ရတယ်လေသလားမင်းနဲ့ရောက်ပတ်ပြေးနေတာတော့ပဲပြေးရောပြေးကြည့်ကင်မရာလုံးနဲ့ပေါ့နော်ဟိုရိုက်ဒီရိုက်ပေါ့နောက်ဆုံးတော့ကျွန်တော်လည်းအဲ့ဒီတဲမဲ့နေရာရှိကိုပြန်သွားလိုက်တာမိုးလင်းတော့ကျွန်တော်တဲတဲ့အိမ်လေးပဲအဲ့ဒါနေတိတ်တော့အဝေးတော့မဟုတ်ပါဘူးပူရာယုံနဲ့နီးလေးပဲအဲ့မှာစလာတဲ့ကွန်ရတက်ပြီကပ်ပါကယ်ရင်ကြီးကတော့ပေးလိုက်ရတယ်အနည်းဆုံးပမာဝင်နေဆိုလို့ရှိရင်ဒီပေါ့17နာရီစာပေါ့နော်ကပ်ပါကယ်ရင်ကျွန်တော်ရလိုက်ရတယ်ခရိုနာ900 900မကောက်ဘူးတော်တယ်600ကျော်သွားတယ်ကပ်ပါကယ်ရင်ကြီး17နာရီစာ605ခရိုနာပေးလိုက်ရတယ်လေဒရာမင်းနဲ့မောင်ဝင်နေဆိုတော့သွားပြီအဲ့တော့ကျွန်တော်ထင်တယ်မသိချောင်းမနေလို့လေထောင်းလိုက်စားကဲရင်ကလည်းပဲ600နှစ်ခရုံပေးလိုက်ရတယ်ဗျာဆောက်ရမ်းနေပဲမှလည်းကျွန်တော်ရထားလဲထွက်တယ်ဆိုတော့ရထားလဲကျွန်တော်လစ်ပြီပေါ့ကော်ဖီလေးပါလေအေးစေးတောက်လိုက်တယ်ပေါ့ဗျာလေးပါလေတောက်လိုက်အောင်ဗျာစံထွေရမှာစေးဒီညတော့အာဂျင်တီးနားနဲ့အင်္ဂလန်ရှိတယ်ဗျာသူနိုင်မလဲတော့မသိဘူးကျွန်တော်တော့အာဂျင်တီးနားပဲပို့ဆွဲသွားမယ်လို့တော့ကျွန်တော်ထင်တယ်တော့ကြာနေကြရင်တော့မန်ယူအိမ်သွားဝယ်မယ်ဗျာဝေးအဲ့ဒါလောက်ဝေးရုံမောင်းပြီးတော့ကျွန်တော်မိုင်းဝိန်းလာဝယ်ရတယ်ကျန်းသွားတယ်ဒီဘွဲမကြည့်ရင်ဘာလဲစပြုံးလဲဆိုတော့စောင့်ကြည့်လိုက်အောင်မြန်တေးသန့်ရှားတာဗျာအဲ့ဒီအိမ်ကိုနေတော့ကျွန်တော်တနာရီလောက်ပတ်ရှာတာတွေ့တော့တွေ့တယ်ဗျအဲ့ဒီအိမ်ကဒါပေမဲ့ကျွန်တော်လိုချင်တဲ့အိမ်ကိုမတွေ့ဘူးဖြစ်ပြီးတော့အဲ့ဒါနဲ့နောက်ဆုံးတော့အနည်းဆုံးတနာရီလောက်လမ်းလေးပတ်ရှောက်ပြီးတော့မှကျွန်တော်လိုချင်တဲ့အိမ်ကိုရသွားတယ်ပေါ့နော်နောက်ထပ်ဗီဒီယိုကိုအပိုင်း3ကြမှာပဲဆက်ပြီးတော့ကျွန်တော်ပြောပြပါမယ်နော်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုအရင်ရှည်သွားမှာကြောက်တော့โอเคနောက်ထပ်ဘာလေးဆက်ဖြစ်မလဲဆိုတာတော့ဆက်တာကြည့်လိုက်ပြနော် EV ဆိုလို့ရှိရင်လည်း like လေးပါလေးလောက်ပေးကြအောင် comment လေးပါလေးလည်းရေးပေးကြအောင်ဘာတွေလိုအပ်နေလဲဆိုတာလေးတွေကိုလည်းကျွန်တော်လည်းပြန်ကြားခြင်းကြည့်အောင်မကြည့်နဲ့လေဗျာ like လေးတွေပါလေးလောက်ပေးကြအောင်လေဗျာ okay အဲဆိုရင်အပိုင်း3ကြမှာဆက်တွေ့ပါဗျာ